သေနဲ့ကြီးပဲလမ်းဆုံးနေရတာဖြင့်ပင်ပန်းလိုက်တာဒီဥသေးပဲလိုများလက်စသိရပါမလဲမြင်ရတာဖြင့်ဥသေးလက်ရှိနေကြီးပဲလို့ဆိုပြီးဘုရားမဖြစ်ခင်ကာလတည်းကဒီဥသေးကြီးကလူတိုင်းလက်ရှိဖြစ်ပြီးဒီကာလနေတယ်တတ္တဝါတွေကြည့်ရတာပင်ပန်းလိုက်ပါပြီးတော့တယ်ကိုယ်ပြန်ကြည့်တော့လေပင်ပန်းလိုက်ပါပြီးတော့တယ်ဒီဥသေးဒီဘက်ကလာပါလိမ့်မလဲလက်သက်ရှာမတော်မရဲ့ဆိုပြီးဒီကာလလက်သက်ရှာတယ်တခါသိတို့တခါကျွဲတို့ဥလဘူးတို့နော်လက်သက်ရှာလိုက်တဲ့ခါကျတော့ဒကာဓမ္မတွေဒီကြည့်ဒီငကူကအိုသေးဆိုတာသိနေပြီအိုသေးဘက်ကလာသလဲလို့လက်သက်ရှာလိုက်တဲ့ခါကျတော့ဝိပတိမြတ်စွာဘုရားရှင်ကိုရမကြီးကဘုရားမဖြစ်မိကြတဲ့ကအိုသေးဟာဟေဇာတိဆိုတဲ့ပြိဿရိနေမှုကလာတာဒီတလုံးကဘာပါလဲဇာတိဒီဘက်နှလုံးကဘာပါလဲဇေယမရဏမြန်မာလိုပြောတော့အိုသေးပဲဆိုတော့အာလုံးတရားဓမ္မတွေရှင်းလိုက်စမ်းပါဦးအိုသေးသည်ဘယ်ကလာပါလဲဩအိုသေးလက်တယ်ဖြင့်ဒကာသိတို့ဒကာကျိုးတို့ဖမ်းမိပြီမှန်ပါအိုသေးလက်တယ်တွေ့ကြဗလားဘာတွေ့ပါလဲဇာတိဆိုတဲ့ပရိသေနေမှုရှိတဲ့ပုဂ္ဂိုလ်မှာအိုသေးတွေ့ရမယ်ပရိသေနေမှုရှိတဲ့ပုဂ္ဂိုလ်ဒီဘာတွေ့ရဒါဖြင့်ပရိသေနေမှုကအကြောင်းအိုသေးကကောင်းပြီဒါဖြင့်ဒကာဓမ္မတို့ပရိသေနေမှုရှိတဲ့ပုဂ္ဂိုလ်မှာဖြင့်အိုသေးရရမှာပဲဆိုတာမြေကြီးလက်ခမလွယ်ပေါ့ဗျာရှင်းကြပါလားဘုရားလောင်ဖြစ်စဉ်ခါတော့ကကြံလိုက်တဲ့ကြံစီချက်သည်ဥလာဘူးတို့မတဲ့လားဗျာတဲ့တယ်ဥတိဘက်ကလာပါလိမ့်ဒါကြောင့်ပရိစ္ဆေသမုပ္ပါဒေသနာတော်မှာဇာတိဖြစ်เสียဇေယမရဏဆိုတာတကယ်ကျွဲတို့ရထားတာပေါ်လာရှေးကတော့ရွတ်ယုံနေရွတ်တယ်အခုတော့ပြန်ခန္ဓာကိုယ်ထဲမှာလဲဇရာလည်းရှိတယ်မရဏလည်းရှိတယ်စံရှိပူနွေးနွေးကိုဗျဇရာမရဏမရှိဘူးလားရှိပါတယ်ဒီဇရာမရဏဘယ်ကလာပါလိမ့်မလဲကာရမတို့ခင်ဗျားတို့ကိုကပရိသေနေမိလို့သူပါလားပရိသေနေတွေကသူပါလားပရိသေနေတွေကဓာတ်၄ပါးနဲ့ပရိသေနေလားပါဘူးလားပရိသေနေကလေးကဒကာရမတို့ရေပါလာတဲ့ဥသေးပါလားဆိုတာပေါ်လာဘူးလားဒါဖြင့်ဥသေးလက်တဲ့အကြောင်းရင်းရှာခဲ့သည်ရှိတော်ဒကာဓမ္မတို့ဘာတွေ့ပါလိမ့်